ရှေးဥစွာသမ္မာဒေဝနတ်မြတ်ပင့်၍ထိုမြတ်ထိုနတ်တို့ဤအဆောင်အလျှောက်ကိုယူသောဂါထာနှင့်တရားစာပိုက်များကိုရွတ်ဆိုပေးပါမယ်သမန္တာစကဝါလေတုအတ္တရာခိသန္တုဒေဝတာသတ္တမမုနိရာဇတသုနန္တုသက္ကမောက္ခဓမ္မဓမ္မသဝနာကာလောအယံပတန္တာဓမ္မသဝနာကာလောအယံပတန္တာဓမ္မသဝနာကာလောအယံပတန္တာနမောတတ္တဗဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တယေတန္တာသန္တာစိတ်တာတိတရဏတရဏဣထလောကံတရေဝဘုံမာဘုံမာသဒေဝဂုဏကနဂဟဏဗျာဝတာသဗ္ဗကာလံဣတိအာယန္တုဒေဝဝရကနကမယေမေရုရာဇေဝတန္တောသန္တောသန္တောသဟိတုံမုနိဝရဝဆနံသောတုမကံသမကသာဝေတုစကဝါလေတုယက္ခာဒေဝသဗျာမနောယံအမေဟိကတံပုံညံသဗ္ဗသံပတ္တိသာရကံသဗ္ဗေတံအနုမောဒိတဝါသမကသာသနေရတာပမာဒရဟိတာဝန္တုအာရခာတုဝိသေသတောသာသနတ္တသလောကတဝုဒ္ဓိဘဝတုသဗ္ဗရာသာသနံပိစာလောကိဉ္စဒေဝရခန္တုသဗ္ဗရာသတ္တေဝန္တုဒုက္ခိသဗ္ဗေပရိဝါရေဟိအတ္တနောအာနိကသုမနာဝန္တုသဟသဗ္ဗေဟိညာတိပိရာဇတောဝါသောရတောဝါမနုဿတောဝါအမနုဿတောဝါအဂိတောဝါဥဒကတောဝါပိသာသတောဝါခာနုကတောဝါကန္တကတောဝါနခတ္တတောဝါဇနပတရောဂတောဝါအတ္တဓမ္မတောဝါအတံဒိဋ္ဌိတောဝါအတ္တပုရိသတောဝါသန္တာထိယသာမိကဂောနာကုက္ကုရအဟိဝိသိကမဏိသဗ္ဗတိပိဣသတရိစ္ဆဒုကရမဟိန္တယက္ခရက္ခတာတိနာနာဘယတောဝါနာနာရောဂတောဝါနာနာဥပဒဝတောဝါအာရကံကနန္တုမေဟိကသမ္မာဒေဝနတ်တို့ဤအဆောင်အလျှောက်ကိုပန်ကြားသောစာပိုက်ကိုရွတ်ပါမယ်